အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒါ Graces မြန်မာစာမှာပသိမ်တီးဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားနေတာဖြစ်ပါတယ်ဒီသင်ခန်းစာအပြီးမှာသူတို့လေးတွေကိုကျွန်တော်ဒါမေးခွန်းလေးတွေလိုက်ပြီးတော့မေးမဲ့အစီအစဉ်လေးဖြစ်ပါတယ်။ဗာမေးခွန်းလေးတွေမေးမှလဲဆိုတော့ဒီသင်ခန်းစာအပြီးမှာအခုဒါကျွန်တော်တို့မြန်မာနိုင်ငံမှာအခုလိုမျိုးပသိမ်တီးလိုမျိုးတီးလှတစ်မျိုးထုတ်လုပ်တဲ့အပေါ်မှာဒါသူတို့ရဲ့ဂုဏ်ယူမှုစကားလေးတွေကိုကျွန်တော်နဲ့အတူတူနားထောင်ရမှာဖြစ်ပါတယ်။ နိုင်ငံတွေမှာမရှိရပသိမ်ကြီးကမြန်မာနိုင်ငံမှာပဲရှိပြီးတော့မြန်မာရင်းနှီးမှုနဲ့ထုတ်လုပ်ရအောင်ဒီမှာလူမျိုးတို့ရဲ့အနုပညာလက်ဆန်းများကိုပေါ်ပြနိုင်တာဖြစ်ပြီးပသိမ်ကြီးမှာပါဝင်တဲ့တက်လက်ကူဝါကလည်းမြန်မာနိုင်ငံမှာရှိတဲ့ပသိမ်တို့တစ်မျိုးထဲမှာထွက်တာကြောင့်မြန်မာကိုပါရင်းနှီးမှုလုပ်ငန်းတစ်ရပ်ကိုမပြောက်ကွယ်အောင်ထိန်းသိမ်းနိုင်ဘူး။ငါကြတာမြတ်ကတကူတကလာရောက်လေးလာချင်းကြောင့်ပရင်ပြီးတော့ကျွန်တော်ပြန်ယူပါတယ်။အခုဒီကဒီမြန်မာနိုင်ငံမှာထပ်တဲ့လက်ပါတော့ဒီလိုနာတော့ကြောင်းကိုပြီးပါဒီလိုကအသုံးပြုစစ်စွဲဖြစ်အားဒီဖြစ်ခြင်းဒီမြန်မာပြည်ကြီးကိုလုပ်ငန်းတွေကကိုပြောက်ွယ်အောင်ထိသိနေပါဒီပသိမ်ကြီးထောက်လို့လည်းတော့လည်းဟိုတယ်များခန်းသားများလည်းအဲ့ဒါစစ်ပစ္စည်းအဖြစ်အသုံးပြုနေစေဖြစ်တယ်ဒီမြန်မာနိုင်ငံမှာပဲရှိရှားနိုင်ငံမှာမရှိရှားနိုင်ငံတိတ်တိတ်တွေမှာတော့ဒီဖြစ်ပြီးတယ်ဝါကလည်းပြုလို့ထားပြီးနောက်တော့ဒါမျိုးအတိတ်ကြီးဒီမြန်မာပြည်လက်ရဖြစ်တော့ကြောင်းကိုပါလေဟုတ်ပြီအမိနိုင်ငံတိုင်းထွက်တဲ့ပြည်စည်းများအားကမ္ဘာပေါ်ရှိနိုင်ငံများတို့ဂုဏ်ယူစွာချပြရပေပြီ။ထို့မှသာလည်းအမိနိုင်ငံသားပြည်သားတို့ထို့အပြင်ပသိမ်မျိုး၏အနုပညာလည်းရဖြစ်သောဒီကျေးမှုကိုမပြောက်ွယ်အောင်ထိန်းရင်းနေပြီ။ထို့သူဖြစ်တဲ့နိုင်ငံကအကုန်လုံးဂုဏ်ယူကြတာချပြနိုင်တယ်။ဒီမှာလူမျိုးများပသိမ်ကြီးရတဲ့တော့ကျွန်တော်ရည်ရွယ်ချင်တာဒီမှာလူနိုင်ငံရဲ့တော့ပြည်ကြီးရတော့ရှိနေများအားလုံးမြန်မာပသိမ်ကြီးရအားကြအကြည့်ကြလို့လိုက်ချိုမတာမြန်မာနိုင်ငံပြည်သားမြန်မာနိုင်ငံရှိလူမျိုးများအားလုံးဒီအမိနိုင်ငံဆိုတော့ပြင်ချရာဆောင်ပြီဒီတော့ပေါ်နေတူပါဘူးအဲ့ဒါဆောင်ရည်အခြေအနေကြီးရတယ်ပြည်ကြီးရတယ်ဘာနိုင်ငံကလည်းဆက်လို့ရတာချမ်းတယ်လည်းဆက်နေတာအဲ့ဒီကပေါ်မှာအမှန်တရားလေးနဲ့ဆိုရအောင်တော့ဒီမှာလာတော့အဲ့ဒီကိုပြည်ကြီးကိုဆက်ကြတယ်ဒီကရေးလို့ဟုတ်တယ်ဝါကလည်းဒီဝါလေးတို့ထားတာခိုင်လာပါရဲ့ဒီလက်တန်ကြီးရုံးရဲ့စိတ်ကြရေးကိုဝါနဲ့တို့တာတော့ခိုင်လာပါရဲ့တိတ်စီရတယ်လည်းတော့တော့တာဒီကဒီကဒီဆောင်ရတော့တော့တယ်ဒီကိုမကင်းနေတာဒီကနေတာဒီကပြေလို့တော့တော့ဒီမှာကိုယ်ကြီးတာရဲ့ဘာလဲဆိုတော့မြန်မာနိုင်ငံကိုပိုင်ဒီပညာအသုံးပြုပြီးတော့တခြားနိုင်ငံတွေနဲ့မတူပဲတမှုတူတာဒီခံနိုင်တဲ့အတွက်လည်းဖြစ်ပါတယ်ပြီးတော့တသိန်းကြီးမှာအဓိကအပြင်ဝါနဲ့ပိတ်ပါစာကိုသာအသုံးပြုပြီးတော့ဒီခံနိုင်တာကြောင့်လည်းဖြစ်တယ်မြန်မာနိုင်ငံရဲ့ကိုပိုင်ဒီဖြစ်မြန်မာနိုင်ငံမှာပေါ့နော်ကိုပိုင်ဒီဖြစ်နိုင်ငံရှိတဲ့အတိအတူတွေရှိလို့တယ်ပေါ့နော်ပြီးတော့တမိုင်းမြန်မာနိုင်ငံရဲ့တမိုင်းဆိုတဲ့မြန်မာတမိုင်းဝင်ပြည်စီတွေလည်းဖြစ်တဲ့အပြင်မြန်မာနိုင်ငံရဲ့အကူအညီတွေဖြစ်တော့ကြောင့်ဖြစ်ပါတယ်ပြီးတော့တသိန်းကြီးသူတွေနဲ့